လေးနေနော်သုံးမောနေဒီမဲ့အလင်းချက်အလင်းချက်အလင်းချက်ဒီမလေးလားဟုတ်တယ်ခေါ်ကြလိုက်မလားမင်းကိုင်းဒီဘက်ဒီလည်းလားအဲ့ဒါဒီဖုန်းနဲ့တင်ပါပြရတယ်အဲ့ဒီမှာငါတို့ငါ့ကိုမြိုင်းရမင်းဝေဖုန်းမလားဟုတ်လားအပြေးဖုန်းလို့တင်ရမှာမဟုတ်မရောက်တော့အဲ့မင်းတို့ကောက်ဝတ်တဲ့ကြီးမကိုမြင်ရတယ်ကွာသူတို့ကဟိုးမှရဲတာဟိုးမှငါတို့ကဘလို့ပြုတ်ကြမှာပေါ့ငါတို့ကတော့ဘာမှမပေါ့ဟုတ်တယ်သူတို့ဒီကသူတို့ကဒီအမပေါ့ဒီဖုန်းပေါ့ဒီခမုန်းပါဒီကနေကြည့်လို့ရပါလားဟိုကားစမိုက်ရလားမိုက်လိုက်ဟိုကားစမိုက်တယ်ဟိုကပြည့်ပဲမိုက်လိုက်ဟိုကားစမိုက်တယ်မင်းဒူးဖက်မင်းလက်ဖက်အဲ့ဒီလောက်ကြမှာအောက်ကြမှာနော်ငါလည်းတက်မလားရေးလိုက်ဟမ်ဒီလိုရကြည့်ရငါဖုန်းနဲ့ကူဘူးတို့မလုံးပြီးရောနော်မလုံးနဲ့လေဘူးတို့ကနေဟဲ့နေမင်းလာကနာဟမ်မင်းလာကနေချက်တော့ဘာလဲမသိကနေလို့မင်းနေပြီဟုတ်တယ်နေပြီလီဝကြည့်ခဏလေးဘူးလို့ကြောက်တယ်မလုံးနဲ့ဦးလေးကြောက်ပါလားဘက်ကသူကကနေရဆိုကနေမမင်းနေမလားဟုတ်ဘူးမကနေရမီးမကနေဦးမယ်ရလားအဲ့လိုနားမနေနဲ့အဲ့လိုမနေနဲ့လို့ဟိုမကြည့်အောက်ကမမြင်ရဘူးရတော့ကြည့်ဟိုမကြည့်ကျုပ်တို့ကတော့အခုဟွာညနေမှာရေဖျားဝဲလာဖြစ်ပါတယ်ငါအဲ့ဒါမနေဘူး